အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရောက်ရှိနေတာကတော့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့အတိအမှတ်ပြုထားရတဲ့ကုသိုလ်တော်ဘုရားမှာဖြစ်ပါတယ်ကျောက်စာတိုင်ပေါင်း929တိုင်ပေါ်မှာပရိကတ်3ပုံကိုရေးထိုးထားတာပါဒီဘုရားကိုခရစ်နှစ်1850ခုနှစ်မှာမင်းတုံးမင်းတရားကြီးကတည်ခဲ့တာပါရည်ရွယ်ချက်ကတော့မြတ်စွာဘုရားရဲ့တရားတော်တွေဖြစ်တဲ့ပရိကတ်တုံးပုံကိုနောင်လာနောက်သားတွေလေ့လာနိုင်ဖို့ကြောက်ထက်အခရာတည်ခြင်းလို့ပါပဲဒီမှာထူးခြားတာကကြောက်စာကူလေးတွေပါခုတစ်ခုချင်းစီရဲ့အလဲမှာစကြင်ကြောက်ပြားတစ်ချက်စီရှိပြီးရှေ့ရောနှောက်ရောပါဠိဘာသာနဲ့ထွင်ထူထားတာပါကြောက်စာကူတွေဝန်းရံထားတဲ့အလဲမှာတော့ရွှေရောင်စီတွေတချို့ရှိပါတယ်အရင်ကဒီကြောက်စာစာသားတွေကိုရွှေချထားတာဖြစ်တယ်လို့စာလုံးတွေကိုလည်းရေဒနာကြောက်မြတ်တွေနဲ့စီချဲထားခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့အင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းမှာညံချက်တွေကဒီရွှေနဲ့ကြောက်မြတ်တွေကိုခွာယူသွားခဲ့ကြပါတယ်။ဖျားဝန်းအတွင်းမှာလွန်အိုမင်းရင်းရော်နေတဲ့ခေပင်ကြီးများလည်းရှိပါတယ်။ဒီပင်တွေဟာမင်းတုံးမင်းလက်ထက်ကလေးကရှိခဲ့တာဖြစ်လို့နှစ်ပေါင်း160ကျော်တတန်ရှိနေပါပြီကုသိုလ်တော်ဘုရားဟာဘာသာရေးအရကြီးညိုစရာကောင်းရုံတင်မကပဲမြမယဉ်ကျေးမှုနဲ့စာပေအမွေအနှစ်ကိုထိန်းသိမ်းထားတဲ့နေရာကြီးတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာတမိုင်းတွေတင်မကဘူးအေးချမ်းမှုတွေလည်းခုအောင်နေပါလေ2013ခုနှစ်မှာ UNESCO ကနေပြီးကုသိုလ်တော်ဘုရားကကြောက်စာတွေကိုကမ္ဘာမှတ်တမ်းအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ပါတယ်ဒါဟာမြမယဉ်ကျေးမှုအတွက်ဂုဏ်ယူစရာအချက်တစ်ခုပါ